ဆိုတော့ဒါဘယ်လိုပြောရမလဲဆိုတော့ပြပါမယ်ဒီမှာပေါ့နော်ခလေးတွေပေါ့နော်ဒါကလေးတွေလေးလာရေးခရီးထွက်နေတယ်ဆိုတော့ဒါမြန်မာနိုင်ငံရဲ့အဲ့လိုဖြစ်စေချင်ပါတယ်ဘာလို့လဲဆိုတော့အဲ့လိုမျိုးနော်မျက်မနှုတ်စာတင်ရောပါလေပြီးချိန်မှာမျက်မနှုတ်ဗန်နဲ့ဒီလိုမျိုးလေးလာရေးခရီးထွက်စေချင်ပါတယ်ဒီလိုမျိုးလေးလာရေးခရီးဒီလိုမျိုးလေးလာရေးခရီးတွေနော်လုတ်ပေးသင့်ပါတယ်ဒီလိုမျိုးဥပမာကွာထိုင်းသွားတာတို့စံကူသွားတာမလေးရှားသွားတာကွာသိရမလားဘတ်ဂျက်ကအိမ်ကပေးအဲ့လိုမျိုးကျောင်းကလည်းတဝက်ဆိုင်ပြီးအဲ့လိုမျိုးတွေလှုပ်စေခြင်းတယ်ပေါ့နော်တကယ်ကျွန်တော်ဒါတွေမြင်ရတာတကယ်စိတ်မကောင်းပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့ generation တော်တော်များများပေါ့နော်ဒီမှာကြည့်ဒါသူများနိုင်ငံရဲ့ generation ကိုကြည့်ဒါသူများနိုင်ငံရဲ့ generation ပေါ့နော်ဒီရွယ်တွေမှာကျွန်တော်တို့နိုင်ငံမှာအကုန်ဆက်လိတ်တောက်ဘီယာကန်အရက်တောက်ဘာပဲပေါ့နော်အဲ့ဒီအရွယ်တွေမှာအများကြီးပဲဒီလမ်းဘေးရောက်နေတဲ့ခလေးတွေတော်တော်များများကအကုန်လုံးက generation တွေပေါ့နော်ကျွန်တော်တို့ရဲ့ generation တွေအဲ့လိုဖြစ်သွားတာဒါတကယ်စိတ်မကောင်းစရာပဲပေါ့နော်သူများနိုင်ငံနဲ့ရှင်းမယ်ဆိုရင်ဒါယူရိုနဲ့ရှင်းစရာမလိုထိုင်းတို့မလေးရှားတို့စင်ကာပူတို့အဲ့လိုမျိုးနိုင်ငံတွေနဲ့ပဲရှင်းပေါ့နော်ဆိုတော့ဘာတွေဖြစ်နေပြီလဲပေါ့နော်